လုံးမင်္ဂလာပါဒီနေ့ကတော့ကောက်တင်းကောက်သူကအနန္ဒီကြိုက်ဆိုရဲစကားပုံလေးပြပြဟောဖြစ်ပါတယ်အားလုံးပဲနားဆင်ကြည့်ပါနော် Gather of remnant one big ear of corn ကောက်တင်းကောက်သူကအနန္ဒီကြိုက် One who gathers the remnant of paddy after farmers have prepared one big stock of paddy they must collect what the paddy has left စပားရဲ့ပြီးစားသူတစ်ပါးရဲ့လေကွက်ထဲမှာကြွကြကြရစ်ခဲ့တဲ့စပနံတွေကိုလိုက်ကောက်ရတဲ့ကောက်တင်းကောက်သူဟာစပနံတိတိကိုမှရွှေယူခြင်းလို့မရပါဘူးတွေ့ရစပနံကိုကောက်ယူရမှာပါ This proverb refers to those who do not produce paddy and collect the paddy which is scattered from the bundle of paddy as they are greedy they want big paddy stalks အဲ့လိုပဲကိုဘဝအခြေအနေကမပြီးပဲမတော်လောဘကြီးသူတွေကိုအဲ့ဒီစကားပုံနဲ့ခိုင်းနိုင်ကြောဆိုလေးရှိပါတယ် Hey Miwi we have been loitering around the plaza Don't you find any handbag for you Hey Miwi တစ်စည်းလုံးလဲနှံ့နေပြီနေကြိုက်တဲ့လက်ဆွဲအိမ်မတွေ့သေးဘူးလား Yes the handbag I like best is too pricey I can't buy itအေးဟာငါကြိုက်တဲ့လက်ဆွဲအိတ်ကြတော့ဈေးများနေတယ်ဟာပါလာတဲ့ငွေနဲ့မမီဘူးဖြစ်နေတဲ့ຫນွေရဲ့ This month's bonus slightly less than before ဒီလရရဲ့စုချင်းငွေ bonus ကနည်းသွားတယ်ကွာ Miwi you can buy handbag with your payment you can buy it when you get bonus Miwi နင်းရဲ့သားကဆိုလက်ဆွဲအိတ်အသက်နင်းမဝယ်နိုင်ဘူးစုချင်းငွေရလို့ဝယ်နိုင်မဲ့ဟာBuy only what you can afford. Don't buy the bag so pricey. တန်ရကိုတက်နိုင်တာဝယ်ပေါ့ဟာအကောင်းစားဈေးကြီးတာကြီးမမှန်နဲ့ပေါ့ဟဲ့ You seem to like the proverb that states that collector want big grain of paddy. နေ့ရဲ့အဖြစ်ကကောက်တင်းကောက်သူအနှံကြီးကြိုက်ဆိုတာလို့ဖြစ်နေပြီတကယ်လေကဲဒီစကားပုံလေးကတော့ဒီလောက်ပါပဲနားဆင်ပေးရတရားချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲ bye bye